ဒီကောင်လေးကတော့ချင်းနေကောင်းတယ်ငါဘွားကိုတာအောင်ထားနိုင်တယ်ငါ့ကိုဒီမှာလူရန်စစ်ထားနိုင်တယ်ငါ့ကိုဒီမှာကားမိုက်ထားနိုင်တယ်ငါဘွားကိုဘန်ကောက်ကိုရှော့ပင်ပို့နိုင်တယ်စင်ကာပူကိုရှော့ပင်ပို့နိုင်တယ်ကမ္ပဏီဘန်ရှင်လေး CEO လေးအဘာညာဒါရိုက်တာလေးအဲ့ဒါဆိုလို့ငါဘွားအဆင်ပြေတယ်လေအချစ်လိုက်မယ်လေတကယ်တော့မဟုတ်ဘူး no fucking way သူချစ်တာမဟုတ်ဘူး तू ချစ်တာမဟုတ် तू ကတကယ်တော့ तू ဘွားလုံခြုံမှု security ရှာတာအဲ့ဒါ security company ငားတယ်လို့ပဲချစ်တာမဟုတ်ဘူး security company ငားလိုက်တယ်လို့ပဲသူ့ဘွားကြီးလုံခြုံသိချအောင်ဆိုပြီးတော့ယောက်ျားယူလိုက်တာ security company ငားလိုက်တယ်လို့ပဲပြီးလဲပြီးတော့ဟမ်ကွိုင်မယ်ငါလူချင်းတဲ့ဘွားဒါမှမဟုတ်တာငါလည်းဒီဒင်းကိုမချစ်ပါလားငါအကြောင်းတော့ရေးသားလေးဝတ္တတိဆွဲလန်းနေတုံးမယ်ငါရဲ့ပထမဆုံးတူအိတ်ခဲ့တဲ့ယောက်ျားကောင်လေးကိုဆွဲလန်းနေတုံးမယ်ငါဒီကောင်ချင်းနေကောင်းလို့ဆိုပြီးယူလိုက်တာတကယ်တော့အချစ်မစစ်ပါလားအချစ်မဟုတ်ကျွန်မရှိအောင်မချစ်တော့ဟဲ့မင်းမငါဘာဖြစ်လို့လဲငါမင်းချစ်တယ်လေမဟုတ်ဘူးကျွန်မမချစ်တော့ဟာဘာဖြစ်လို့မင်းဘဝကငါစင်ကာပူ shopping ထွက်ခိုင်းတယ်လေဟာလားဘယ်ချိန်ထွက်ချင်လဲထွက်လို့ရတယ်လေအားလုံးသိပြီလေမင်းက latest car ကြီးစီးနေဆိုလို့ဝယ်ပေးတာမချစ်ဘူးလားမချစ်ဘူးကျွန်မရင်ထဲမှာတခုခုလို့နေတာဟာဘာလို့နေရလဲမသိဘူးဘယ်သိမလဲအဲ့ဒါအစတွေကမချစ်ဘဲနဲ့ယူခဲ့တာချစ်တယ်ထင်တာမဟုတ်ဘူး security company ငားတယ်လို့ပဲ ATM ဆက်လို့ပဲယောက်ျားကို ATM ဆက်မှတ်ပြီးတော့ယူလိုက်တာခလုံးနေပတ်သက်နေထွက်သွားပတ်သက်နေသုံးဖို့အတွက်ယူလိုက်တာဟာလားအမေပေးတဲ့လက်တစ်ခွက်ကိုရင်းလိုက်တာချစ်သလားဆိုတော့မချစ်ဘူးဆိုတော့9နှစ်လောက်ကြာမှသိတယ်တို့ပါတော့ခလေးတစ်ကောင်လည်းထွက်နေပြီအဲ့တော့မှကိုရဲ့ခလေးတစ်ကောင်တော့ထွက်ထားတယ်ကျမလည်းသူ့ကိုစတော့ချစ်တယ်ထင်လို့ကိုရဲ့အခုကိုပြန်ရောက်လာတော့မှပဲအချစ်စကားတွေ့ပြီဖြူစင်သောချစ်ချင်းရဲ့ဒိတ်ပဲရှာတွေ့ပြီးဟန်ဆောင်လို့ကိုပြောနေတာမဟုတ်ဘူးနော်ဝေါတချင်းတော့ဖတ်သူပြလိုက်တယ်အချစ်စကိုတွေ့သွားပြီအဲ့တော့မှကြတော့အော်လမ်းဆုံးမှာရက်နေတယ်လူနှစ်ယောက်တော့ရှိနေတယ်ဘသူလဲကွယ်စောက်ကောင်မရဲ့ဖြစ်မှာပေါ့လမ်းဆုံးရောက်တော့မှာပေါ့အသားတွေကမှအချစ်စင်မှမသိ security company ငားတာမှမသိ ATM ဆက်ဝယ်တာမှမသိအပြီးလည်းပြီးရောလမ်းတော့ဝက်ရောက်တော့မှခလေးနှစ်ကောင်သုံးကောင်ထွက်ပြီးတော့မှလမ်းတော့မှရက်နေတယ်လူနှစ်ယောက်တော့ဆွေးနေတယ်စောက်ကောင်မရဲ့အမေရဲ့ငါရဲ့ဘယ်လိုလုပ်ရမလဲမသိဘူးခလေးနှစ်ကောင်ဘယ်လိုလုပ်ကြကွဲမယ်ဘောပဲကျမလည်းကျမရည်သားအချစ်စစ်တစ်ခုကိုရှာတွေ့ပြီးအိမ်ငါဟာကြီးကိုလုံးဝမချစ်တော့ဘူးဖြစ်ကုန်တာစတဲ့ကစောက်လုံးမှာမဟုတ်တာကိုပေါင်ညာတဲ့ကိစ္စတညအိတ်ချင်တာမှမသိခဏအိတ်ချင်တာမှမသိတဘဝအိတ်ချင်တာမှမသိချစ်တာမှမသိ make love ချင်တာမှမသိ have sex ချင်တာမှမသိ one night stand မှမသိ no string attachment မှမသိ friend with benefit မှမသိဟာလားopen relationship မှမသိ it's complicated မှမသိဘာမှမသိတာဘာမှမသိတဲ့ဟာအိမ်အောင်ကြတော့ဘာမှမသိဘူးမသိဘာမှမသိနဲ့လမ်းဆုံးမှာရက်နေတယ်ပတ်ဆိုနေအသက်တွေကွဲတယ်ဟာအသက်ကောမရင်ငါအသက်ကွဲနေတယ်ကွဲမှာမကွဲတဲ့အကြောင်းမရှိတာကွဲမှာကိုပါကိုဘူးမသိကိုမသိကိုသီးတယ်မြေအထီးမှန်းမှမသိတဲ့အခြေရေးကအသက်မကွဲရင်ဘာကွဲရဘာများထပ်ကွဲတဲ့အရှိအောင်မလဲကိုပါကိုဘူးမသိကိုမသိကိုသီးတယ်မြေအထီးမှန်းမသိပြန်တီထောင်ထားတဲ့အခြေရေးတီထောင်ထားတဲ့ relationship ပေါ့ဗျာအဲ့ဒီဟာတွေကအသေးကွဲပြီးတော့ relationship တွေမဖြစ်လို့ဘာလဲ romantic ဖြစ်တဲ့စောင့်ရမ်းရိုတဲ့ပြင်သစ်ကချစ်ချင်းတရားလေးဖြစ်ချင်လို့လားကိုရီးယားရဲ့လိုရိုချင်လို့လားဘောပဲရမယ်လမ်းဆုံးမှာပဲအဲ့တချင်းမှာသွားဆိုတော့လမ်းဆုံးမှာရက်နေတယ်လမ်းဆုံးတွေကခဏခင်ဗျားတို့ရက်ရမှာပဲဘာလို့ခင်ဗျားတို့အဲ့အခြေအနေတွေကိုကြည့်ပြီးရောပဲလှုပ်ရှားနေတော့ရင်ဘတ်အမှန်ကိုမသိဘူးငါတကယ်ချစ်တာလားတကယ်မသိဘူးအခြေအနေကိုကြည့်တာအကောင်လေးကလည်းမသိဘူးယာရူလေးကလည်းမသိဘူးလောက်ကန်လေးမသိဘူးလာလာလေးကဘယ်လောက်လဲ15သိန်းတော့ပြရတယ်မသိပါဘူး15သိန်းဆိုတော့ငါနဲ့ပေါင်းအသိန်း30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 ငါတို့နေလောက်ပါတယ်လေအိမ်ငါနေတာနဲ့ဗာအဲ့လိုမျိုးတွေရှောက်ထွက်ပြီးတော့အဲ့ဒါရှောက်ဆက်တော့ခလေးတွေထွက်လာတာပဲရှိတယ်စောက်ချစ်တွေမပါဘူးအခြေအနေကိုကြည့်ပြီးတော့သုံးသက်ပြီးတော့လှုပ်ထားတဲ့အတူအယောင်စောက်ပေါ်ချစ်တွေနဲ့ဒီစောက်ထားတဲ့အိမ်တောင်ရေးတွေပဲဖြစ်ကုန်အဲ့တော့လမ်းဆောင်ကိုခဏရောက်တယ်စောက်သေးတွေခဏကွဲတယ်ပြဲတယ်ခလေးတွေအတိဒုက္ခရောက်တယ်broken family ကမွေးလာတဲ့ကလေးတွေမှာ psycho ရှိတယ် trauma တွေဖြစ်ကြတယ်မပြည့်စုံဘူးမိဘနှစ်ပါးမပြည့်စုံမှုတဲ့ဒဏ်တွေကိုခံကြရတယ်